ဆဲတယ်နော်ပြီနော် ပြပါ အဖေမိတဲ့မိတဲ့တယောက်ကိုရှိရလေသူကသူပဲလောက်ကင်ပေးနေနော်ပြီနော်ဆဲတယ်နော် အေးပါအေးပါအေးပါ ဆဲတယ်နော် ပြပါအေး ဆဲတော့ဘူးပြောဖေဟာ ဆဲတော့ အေးနော်ပြီ ဘာလို့မဆဲအောင်ဝိုက်တော့ဆဲတယ် ဆဲဖေဆဲတယ်မဆဲပါနဲ့ဖေ တားစိတ်မကောင်းလို့လေဝိုက်ရတောက်ဆဲတာဝိုက်ရ ငိုးနေလေးဖေဟာ ဖေးရ ဖေဘယ်လိုမျိုးနဲ့လေးဖေဟာ ဆိုတော့မဆဲဘူးဆိုတော့ ကြည်နေတာလေးပြောတာလေးဖေဟာ ခုနမဆဲဘူးဆို ဖေဟာသူ့အနာကိုကတ်အောင်လေး ဝိုက်ရတယ် အဲ့မှာဖေဟာလေ တောက်ပဲဆဲနေတယ်ဝိုက်ရမဟုတ်သေးပါဘူး ဒီနော် တားဘာမှမချစ်ပဲနေတော့မှာ ချ နော် စ်တာဖေကိုရမ်းချစ်တာဖေ မချစ်ပဲနေတော့မှာ အဖေကိုရမ်းချစ်တာဖေ တောက်လို့မြင်မြဲဆင်းတာမချစ်ပဲနေလိုက်တော့မှာဝိုက်ရ ဖေ ဘာလို့တောက်ကောင်းညာလဲတောက်ဘာလို့လို့လဲ ဟဲ့ဟာလောပါလား ဝိုက်ခုနလေးနေဝိုက်မဆဲဘူးပြောပြီးတော့ ဆဲဦးဆိုဘယ်လိုဆဲရ ငါကောင်းဒီပါ အဲ့ပါလေဖေ တောက်ဘာလို့လို့တော့ဝိုက်ရဘာလို့လို့တော့မချစ်ဘူးလားတော့ မရှိဘူးကွာ ဖေချစ်တယ်လို့ပြောလိုက်လေဖေကခ မ လေး ရှိဘူးပြောမှာ ဘာဖြစ်လို့ချစ်တာလဲ သိရပြီနော် ဆော့ပြကလို့ ဟာအားရတယ်